ကြောင်ဆက်လံအပိုင်းငါကြောင်ဖြူမလေးကကိုရုနဲ့နေလာတာ9နှစ်ကျော်လောက်ရှိလာပြီရန်ကုန်မှာကိုရုပြောင်းနေတဲ့မျိုးရဲရတိုက်ခန်းကပထမရက်လည်းဖြစ်ကျဲလဲကျဲတော့သူလည်းပျော်ပုံရတယ်အိမ်ရှိအိမ်နောက်ထပ်ခိုးပါတယ်အိမ်နောက်ထပ်ခိုးကဂိုရောင်လိုမျိုးဘူးကွန်တွေပစ္စည်းဟောင်းတွေထားတာဆိုတော့သူကဘိုးဟတ်တက်ဖမ်းရတာသဘောကျနေပုံရတယ်ကြွက်တကောင်လောင်တစ်ခါဖမ်းမိတယ်ထင်တယ်အဲ့အိမ်ကကြွက်တော့မပေါ်ပါဘူးပြဿနာကတဘာဝအရာကြောင်မိတ်လိုက်ရှင်တဲ့အချိန်ရောက်ရင်လှုပ်လိမ့်ပြီးអော်နေတာနောက်ကိုညင်းနေတာပဲအဲ့ခါကျရင်သူ့ကိုဆေးထိုးရတယ်အဲ့အိမ်မှာနေတော့ကလည်းကြောင်မိတ်လိုက်စိတ်ပေါက်တဲ့အချိန်သူ့အော်နေတာစိတ်ညစ်ဖို့တော်တော်ကောင်းတယ်ကြောင်ထီးတွေကလည်းလာတယ်အိရှိဘက်ဝရဏအပြင်ဘက်မှာအစွန်းထပ်တုပ်ထားတဲ့ကြမ်းကင်းတဲ့တပြေးတဲ့အုပ်ဘောင်ကလူတယောက်လမ်းလျှောက်စာလောက်ကျဲတယ်တချို့အိမ်တွေမှာပန်းအိုးတွေတင်ထားရကြတဲ့နေရာမျိုးပေါ့ရှေ့ခေတ်ကစောက်ထားတဲ့တိုက်အိမ်ဆိုတော့တန်မောင်တွေခိုင်ခန့်နဲ့ဒုရဲကြီးတယ်အဲဝရဏဘောင်တွေပေါ်ကိုကြောင်တွေကအမြဲပဲတက်လျှောက်ပြီးဖြတ်သွားဖြတ်လာလုံနေကြပါသူကကြောင်နေလာတာမကြိုက်ဘူးတွေ့ရင်အိမ်ထဲကနေဒေါသတကြီးနဲ့အမွှေးတွေပါဖွာပြီးလှမ်းရန်လုပ်တတ်တယ်သူ့နာကခံမှုဆိုဝေးရောနောက်ဆုံးတော့ကြောင်ဖြူမကိုဆေးထိုးလိုက်မှပဲအော်ရက်ပြီးအေးတော်တယ်ကိုရုနဲ့ဘေးချင်းကပ်ရဲ့တိုက်ခန်းကကြောင်လေးကသူ့အော်တန်ကြားမိလို့ထင်တယ်ရန်နာအပြင်မဲ့ဘောင်ကနေဒီဘက်ခန်းကိုကူးလာတယ်အဲ့ဘက်ခန်းမှာကြောင်ရှိမှန်အစကမသိခဲ့ဘူးအဲ့ကြောင်လေးကလူဆို9နှစ်10နှစ်လောက်အရွယ်မျိုးပေါ့ကြောင်ထီးလေးပြောစမှတ်ပြုကြသလိုရန်ကုန်သူရန်ကုန်သားတွေတင်လဲတာမဟုတ်ဘူးရန်ကုန်သားကြောင်တွေပါလဲပတ်ကြပါတယ်ရဲစရာအဖြစ်ပြောတာပါကြောင်ကြီးလဲတယ်ပေါ့နော်အဲ့ကြောင်လေးမှာအမေရဲ့အကိုတယောက်အမတယောက်ရဲ့ရှိရဲ့ကြောင်ထီးတကောင်ကြောင်မတကောင်သူတို့အိမ်မှာအဖိုးကြီးဖွာကြီးပဲအမြဲရှိနေပြီးကျန်တဲ့မိသားစုဝင်တွေအားလုံးကခရီးသွားအလုပ်သွားနေဆိုတော့ကြောင်နေတောင်းညမ်းတာမခံနိုင်လို့ကြောင်တမိသားစုလုံးကိုသူများပြပြရတယ်တဲ့ဒါပေမဲ့ကြောင်လာယူတဲ့သူလာတဲ့နေ့မှာအဲ့အမဲကွက်ကြားကြောင်ထီးလေးကိုဘလို့မှရှာမတွေ့လို့သူတကောင်နဲ့ကြံခဲ့ရတာလို့အဲ့အိမ်ကအန်တီအဖွားကြီးသမီးကစုံလုံးပြောပြလို့သိရတယ်အိမ်ကကြောင်ဖြူမအတန်ကြာတော့တကောင်နဲ့နေရတဲ့ကြောင်မဲလေးလည်းအခန်းကူးလာတာဖြစ်မယ်ကြောင်မဲလေးကိုမြင်တော့အဖြူမကထုံးစံအတိုင်းလှမ်းပြီးရန်လုပ်တယ်အိမ်ထဲမဝင်ရဘူးကြောင်မဲလေးကလည်းမဝင်ဖြစ်တော့ပဲဝရဏအပြင်မဲ့ဘောင်ကပဲအဖြူမကိုကြည့်နေတယ်ကြောက်ပြီးလဲပြန်မသွားဘူးသူ့မှာလည်းအရင်ကကြောင်အမတွေအမေတွေရှိတော့ခဏအစဲခံနေရကြထင်မှအဲ့လိုရဲစရာတောင်တွေးမိရဲ့အဲ့ကြောင်မဲလေးကဗရန်နာမှာပဲအိတ်လိုက်ထိုင်လိုက်နေနေတယ်အစာစားချိန်နဲ့ညဘက်ရဲပဲသူ့အိမ်ပြန်နေနေတိုင်းလာပြီးဗရန်နာအပြင်မဲ့ဘောင်ပေါ်မှာနေတယ်နောက်တော့တဖြည်းဖြည်းနဲ့အိမ်ထဲဆန်းပြီးဝင်လာရင်ဝရန်နာမှာနေတယ်အဖြူမခွီးတစ်ချက်လှုပ်လိုက်ရင်လမ်းလျှောက်နေရကရက်ပြီးကျမ်းမြင်မောလှဲလျှောက်လှူလိုက်လှိမ့်လိုက်နဲ့ဟိုလိုဒီလိုလုံနေတတ်တယ်အိမ်ပြန်မပြေးဘူးပြီးရင်ဖနှက်ဖြစ်စက်ကူစုပ်လေးဖြစ်တွေ့ရအောင်ကစားနေတယ်သူအလုပ်ရှုံနေတယ်သူကစားလို့ကောင်းနေတယ်ဘယ်သူမှမမြင်ပါဘူးဆိုတဲ့စတိုင်မျိုးပေါ့နော်အဖြူမကိုလည်းမကြည့်ဘူးအဖြူမနာကိုလည်းမသွားဘူးအဖြူမမှာသူ့ကိုလည်းမကြည့်သူ့နာလည်းမလားကြောင်လေးကသူ့ဖာသူတကောင်နဲ့တဲကြီးမဲကြီးကစားနေတော့ခက်နေတာပေါ့နောက်တော့တဖြည်းဖြည်းနဲ့အိမ်ရှိခန်းနဲ့ရောက်လာပြီးအမဲကောင်လေးဟာခုံမောပြုတ်ကြလိုက်စားအုပ်စင်မောရောက်သွားလိုက်စားအုပ်တွေရောသူရောပြီးပြုတ်ကြကြောင်ထီးလေးကအစော့မဲ့တဲ့အရွယ်ဆိုတော့ဆော့တာပြောင်းဆန်နေတာပဲအဖြူမမျက်လုံးကြီးပြူပြီးတော့ပဲကြည့်နေရတော့တယ်သူကအဖြူမငြိမ်ထိုင်နေချိန်အိတ်ငိုက်နေတဲ့အချိန်တွေဆိုရင်အဖြူမနောက်ဖက်နားကနေ
အဖြူမနဲ့နီးရောင်သွားပြီးခုံလိုက်ပေါက်လိုက်ကစားတယ်လို့နဲ့အဖြူမကိုဝင်တိုက်တတ်တာကြည့်ရတာအဖြူမနဲ့ကစားခြင်းလို့သူတမင်အကွက်ချပြီးလုံနေတယ်လို့ပဲအဖြူမနှုံနှောင်းကိုသွားရင်ကုတ်ချောင်းနဲ့ကတ်သွားတာရိုးသွားတာမဟုတ်ဘူးအဖြူမကသူ့လာတိုက်မိတော့စိတ်တူပြီးတော့အော်ရောအဲ့ဆိုကြောင်မဲသားလေးကဆော့နေတာကိုချက်ချင်းရက်ပြီးတော့ငိမ့်လေးထိုင်ပြီးတနာကမပုံစံနဲ့အဖြူမကိုထိုင်ကြည့်နေပြန်ရောအဲ့လိုပုံစံမျိုးနဲ့ပဲမကြာခဏဆိုသလိုအဖြူမလစ်တာနဲ့အဖြူမကသူ့ကိုအာယုံမရှိဂယုမဆိုင်တဲ့အခါမျိုးဆိုဆော့တလိုဘာလိုလုပ်ပြီးအဖြူမကိုခဏဝင်တိုက်တတ်တယ်အဖြူမအော်တန်ပြုတ်လိုက်ရင်ကုတ်လေးငိမ့်လေးထိုင်ပြီးအဖြူမမျက်နှာကိုကြည့်ပြီးနေတယ်တခါမှောက်ရဲ့လှဲရဲ့ဖင်ရွှေနောက်ဆုံနဲ့သွားပြတယ်ကြောက်ပါတယ်ပေါ့နော်အဲ့လိုစတိုင်မျိုးနဲ့ကြည့်ရတာရမ်းရယ်စရာကောင်းတယ်ကြောင်လေအဲ့ဒါကမှတဆင့်တက်ပြီးအဖြူမအမိကိုသူကကစားတယ်အဖြူမကလည်းစိတ်လိုလက်ရရှိရင်အမိကိုလှုပ်ပေးထားတယ်ကိုရီလည်းအိမ်ကကြောင်ဖြူမလေးကအဖော်ရကြောင်မဲသားလေးလည်းအဖော်ရှိသွားတာကြောင့်စိတ်ချမ်းသာရတယ်ကြောင်ဖြူမလေးကအသက်က8နှစ်လောက်ရှိလာပြီအသက်ကြီးနေပြီပြီးတော့သူကြည့်ရတာသိနေမကောင်းတယ်လို့ပဲအဲ့ဒါကြောင့်ကစားကျင်စိတ်ရှိပုံမရဘူးပြီးတော့ဘိုက်မှာလည်းအလုံးရှိတယ်အလုံးကကြီးလာတော့အိမ်ကဆရာကစိုးရိမ်လာတယ်ဖြူမပုံကလည်းမရွှေမလန်းဖြစ်နေတော့စေကန်းသွားပြဖို့လုပ်ကြတယ်အဲ့တုန်းကနာမည်ကြီးတဲ့လိမ့်ဆန်စေကူကန်တစ်ခုရှိတယ်အဲ့စေကန်းကိုကိုရီ2ယောက်ကြောင်ဖြူမကိုတည်သွားပြီးတိကုဆရာဝန်နဲ့ပြသတိုင်ပင်ဆွေးနွေးတယ်ပေါ့အဲ့ဆရာဝန်စီမှာဆေးလာကူကြတဲ့လိမ့်ဆန်တွေများလို့ထိုင်ဆောင်နေရသေးတယ်တိကုဆရာဝန်ကကြောင်ကိုခွဲရင်လည်းခွဲပေါ့နော်အကျိတ်ကတလုံးနဲ့လားအထဲမှာရှိသေးလားဆိုတာတော့အတက်မပြောနိုင်ဘူးလို့ပြောတယ်သူ့စေကန်းမှာပဲခွဲထားပြီးဆေးလာထိုးနေတဲ့ခွေးတကောင်နဲ့တိမ်ထုတ်ပြီးအခြေအနေကောင်းနေတဲ့ကြောင်မတကောင်ကိုလည်းတွေ့ခဲ့တယ်တိကုဆရာဝန်ကအဖြူမကအသက်နည်းနည်းတော့ကြီးနေပြီလို့ပြောတယ်ခွဲလိုက်မှတခုဖြစ်သွားမှလေကိုရီးယားစိုးတယ်အဲ့ဒါနဲ့ဆရာကိုခွဲမယ်ဆိုရင်ပြန်ပြောပါမယ်လို့ပြောပြီးကြောင်ဖြူမကိုအာစီထိုးကြောင်ဖြူမရဲ့စေကန်းစာအုပ်ကလေးယူပြီးအိမ်ပြန်ခဲ့ကြတယ်အိမ်ပြန်ရောက်ပြီးနောက်နေ့တွေမှာလဲသူကအစားတရှောင်နဲ့ပိုနေမကောင်းတဲ့ပုံပေါက်လာတော့ခွဲမှဖြစ်မလို့ကိုဖြစ်နေတယ်အဲ့ဒါနဲ့ပဲခွဲမယ်ပေါ့ခွဲမယ်ရက်ကိုတိကုဆရာဝန်စီဖုံးလန်းဆက်ပြီးရက်အတိအကျကိုအိမ်ကဆရာနဲ့ပြောဆိုတိုင်ပင်ပြီး operation တဲ့ယူရပေါ့အဲ့ဒါနဲ့သူ့ကို operation လုပ်ဖြစ်တယ်